ကကျတော့ရိုးရိုးအေးအေးလေးပေါ့အကိုနဲ့အမေနဲ့ကတို့ကအဲ့လိုစူပူဟင်းဟောက်နေကြတဲ့မှာစူဖះတရားနဲ့လဲကိုင်းဆိုင်နဲ့အဲ့လိုရိုးရိုးအေးအေးလေးပေါ့ဟုတ်သမီးလေးပေါ့ဟုတ်အကိုနဲ့အမေနဲ့မတူဘူးလို့ပြောချက်တာသူတို့နဲ့တိုက်မတူဘူးအဲ့လိုဖြစ်နေဒါကတော့မိသားစုတိုင်းမှာကျတော့ဟိုပေါ့နော်ဒါစိတ်အမျိုးမျိုးရှိကြမှာပေါ့ဟိုအကိုနဲ့အမေကကျတော့လေသူတို့ကကျတော့ဟိုလိုမျိုးစိတ်ပုတ်ကြတာမဟုတ်သူတို့ကပွန့်ပွန့်လင်းလင်းနဲ့သူတို့လှုပ်ချင်တဲ့ဟာကိုသူတို့ကဇွတ်လှုပ်ကြတာကိုကကျတော့အဲ့လိုမျိုးအေးအေးချမ်းသမားသူတို့ကကျတော့တည်းသူညီမမထိနဲ့ရိုက်မယ်ခွဲမယ်အဲ့လိုမျိုးဟဲ့အဲ့လိုမျိုးမလုပ်နဲ့အဲ့လိုမျိုး character ဖြစ်တာပေါ့ဟုတ်ဒီလူတယောက်နဲ့တယောက်ကကန်စုံတဲ့အချိန်မှာပဲဒါခဏတာတွေ့ကြတာကန်ကုန်လို့ရှိရင်ဘလို့အချိန်မျိုးမှာပဲဖြစ်ဖြစ်ခွဲကြရမှာကွာတေခွဲလဲကိုရမယ်ရှင်ခွဲလဲကိုရမယ်ကန်ကုန်ပြီဆိုလို့ရှိရင်တော့ဒါခွဲကြရမှာပဲပေါ့အားအကြောင်းမလို့ဒါအပြင်ရဲ့အပေါ်ကနေပြောမယ်ဆိုလို့ရှိရင်ဒါဘသူပဲဖြစ်ဖြစ်ပေါ့နော်တငယ်ချင်းပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်ကိုပတ်ဝန်းကျင်ကလူတွေမှာကိုတွေးဆုံနေရတဲ့အချိန်တွေမှာပေါ့နော်ကိုအကောင်းဆုံးပေါ့နော်ဘလို့လုပ်ပေးနိုင်မလဲအကောင်းဆုံးဟိုအမုန်းတွေဘာတွေထက်ပေါ့နော်အကောင်းဆုံးစိတ်ဘလို့ထားပေးနိုင်မလဲဆိုတော့စိတ်ပဲထားဖြစ်တယ်ပေါ့ဟုတ်ဟုတ်ကဲ့ပါကန်ရဲ့တင်မှာဒါဆူဆူမိချမ်းဆိုတဲ့နေရာလေးကနေတည်ဥဆောင်ထားပါတယ်ရှင်character ကကျတော့ဒါဆူဆူကကျတော့ရိုးရိုးအေးအေးလေးပေါ့အကိုနဲ့အမေနဲ့ကတို့ကအဲ့လိုစူပူဟင်းဟောက်နေကြတဲ့မှာဆူဆူဖះတရားနဲ့လဲကိုင်းဆိုင်နဲ့အဲ့လိုရိုးရိုးအေးအေးလေးပေါ့ဟုတ်သမီးလေးပေါ့ဟုတ်အကိုနဲ့အမေနဲ့မတူဘူးလို့ပြောချက်တာသူတို့နဲ့တိုက်မတူဘူးအဲ့လိုဖြစ်နေသူတို့ကတော့စိုးတာပေါ့ဟုတ်ဒီကားလေးကြည့်လိုက်လို့ရှင်တော့ပို့ပြီးတော့တိသွားလိမ့်မယ်ကွာသိလားကြည့်ပြီးရင်တော့ပို့တိမှာကြည့်ပြီးသွားလို့ရှင်တော့ပို့ပြီးတော့တိသွားမှာပေါ့အမတ်တရားတွေကတော့အများကြီးပဲဟိုဟာစူးစူးရကြတော့ဟိုပြောလိုက်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဇက်တွေဟိုဟာဖြစ်သွားမှာဆိုလို့ပေါ့နော်အမတ်တရားကတော့ဒီကားလေးထဲမှာအများကြီးပဲပြီးတော့ဒါစူးစူးတို့ဒီကန်အဲ့တဲ့တစ်ဖွဲ့လုံးကလည်း team work ညီညီနဲ့ဒါအကောင်းဆုံးစူးစမ်းထားတာစူးစူးဆိုလို့ရှိရင်လည်းဒီကားလေးကိုကိုအရင်ချိန်နဲ့အားရတယ်အကောင်းဆုံးစူးစမ်းထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒါစူးစူးကိုလည်းကြည့်ရှုပြီးတော့ဝေဖန်ပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ဒါကတော့မိသားစုတိုင်းမှာကျတော့ဟိုပေါ့နော်ဒါစိတ်အမျိုးမျိုးရှိကြမှာပေါ့ဟိုအကိုနဲ့အမေကကျတော့လေသူတို့ကကျတော့ဟိုလိုမျိုးစိတ်ပုတ်ကြတာမဟုတ်သူတို့ကပွန့်ပွန့်လင်းလင်းနဲ့သူတို့လှုပ်ချင်တဲ့ဟာကိုသူတို့ကဇွတ်လှုပ်ကြတာကိုကကျတော့အဲ့လိုမျိုးအေးအေးချမ်းသမားသူတို့ကကျတော့တည်းသူညီမမထိနဲ့ရိုက်မယ်ခွဲမယ်အဲ့လိုမျိုးဟဲ့အဲ့လိုမျိုးမလုပ်နဲ့အဲ့လိုမျိုး character ဖြစ်တာပေါ့ဟုတ်ဖတ်တဲ့ချိန်မှာတော့ဒါပေါ့နော်ကိုကပြင်ဆင်ရမှာဆိုတော့လေဒီ character အကောင်းဆုံးဘယ်လိုစူးစမ်းမလဲဘယ်လိုမျိုးဟိုပေါ့နော်ဒီစိတ်ထည့်ပြီးတော့မှပြင်ဆင်မလဲပေါ့ပြီးတော့ဒီဘေးကနေလဲဒါပုံတော့လည်းတေချာပေါ့နော်ဒါဆွအကူတွေကစဘယ်လိုတေချာစူးစမ်းတော့တေချာလုံးနော်ဒီ character လေးကအရန်ကိုကောင်းတယ်ဆိုပြီးတော့အကောင်းဆုံးဆွစူးစမ်းထားတယ်ဟိုခုနပြောသလိုပဲဆွဒီကားလေးမှာဆွကိုဆွအရန်ကျင့်တတ်တယ်ပေါ့နော်ကြည့်ပြီးတော့လဲဆွကိုပြန်ပြီးပြောပေးပေါ့သိရမလားဟုတ်ကျင့်တတ်တယ်အရန်ကျင့်တတ်တယ်ဟိုရင်တော့ဆူအများကြီးရိုက်ခဲ့တဲ့ကားတွေထပ်စားလို့ရှိရင်ပေါ့နော်ဒါဆူဒီနောက်ပိုင်းရိုက်တဲ့ဇက်ကားတွေပုံမှာဆူအများကြီးကျင့်တတ်တယ်ငိုကမှာအဓိကတော့ဒါလေးကပေါ့နော်မိဘရဲ့ချစ်ချင်းမြတ်တာလည်းပါတယ်ပြီးတော့ဒီဝတ်တွေရဲ့သဘောတွေလည်းပါတယ်ပြီးတော့ဒါခုနပြောသလိုပဲပကံဧည့်သည်ဆိုတဲ့အတိုင်းလူတွေကဧည့်သည်တွေပဲပေါ့နော်ဒီလူလာတာအဲ့တော့အဲ့ဒီရဲ့အကြောင်းတရားတွေလည်းအများကြီးပါတယ်ပေါ့ဟုတ်ကောင်းတယ်ဒီကားလေးထဲမှာအကုန်လုံးအဆင်ပြေတယ်ပေါ့နော်ဒါဆူတို့ကိုတိုင်ရောနဲ့ဒါဆူဆိုလို့ရှိရင်လည်းဒါမောင်နှမအချစ်တွေနှစ်ယောက်သားချစ်ကြတယ်တာမိ3ယောက်လုံးကအရင်ချစ်ကြတယ်တယောက်နဲ့တယောက်လုံးကအထိမခံဘူးသူညမကိုလည်းမထိနဲ့အကိုကိုလည်းမထိနဲ့အမေကိုလည်းမထိနဲ့အမေကလည်းအကုန်လုံးကိုချစ်တယ်အဲ့လိုမျိုးဒါတို့ဘာတို့ဆင်းရဲတာပေါ့လို့အရင်ချစ်ကြတယ်ဘလို့ပဲရိုင်းပေါ့တို့တော့ချစ်ကြတာအရင်ကိုချစ်တယ်ဟုတ်လက်တွေ့ဘောမှာလောကကြီးကကိုလောက်ထားတဲ့အရာကြီးမှန်များကိုပဲပြန်ရတာလေအဲ့လိုပဲခံယူထားတယ်ဟုတ်ကန်ဧည့်သည်ကကျတော့ပေါ့နော်ဒီလူတယောက်နဲ့တယောက်ကကန်စုံတဲ့အချိန်မှာပဲဒါခဏတာတွေ့ကြတာကန်ကုန်လို့ရှိရင်ဘလို့အချိန်မျိုးမှာပဲဖြစ်ဖြစ်ခွဲကြရမှာကွာတေခွဲလဲကိုရမယ်ရှင်ခွဲလဲကိုရမယ်ကန်ကုန်ပြီဆိုလို့ရှိရင်တော့ဒါခွဲကြရမှာပဲပေါ့အားအကြောင်းမလို့ဒါအပြင်ရဲ့အပေါ်ကနေပြောမယ်ဆိုလို့ရှိရင်ဒါဘသူပဲဖြစ်ဖြစ်ပေါ့နော်တငယ်ချင်းပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်ကိုပတ်ဝန်းကျင်ကလူတွေမှာကိုတွေးဆုံနေရတဲ့အချိန်တွေမှာပေါ့နော်ကိုအကောင်းဆုံးပေါ့နော်ဘလို့လုပ်ပေးနိုင်မလဲအကောင်းဆုံးဟိုအမုန်းတွေဘာတွေထက်ပေါ့နော်အကောင်းဆုံးစိတ်ဘလို့ထားပေးနိုင်မလဲဆိုတော့စိတ်ပဲထားဖြစ်တယ်ပေါ့ဟုတ်အဓိကတော့ခုနဆူပြောသလိုပေါ့နော်ဟိုဒီရဲ့အချိန်မှာအကုန်လုံးကပတ်ဝန်းကျင်မှာလူတွေကတွေးဆုံရတဲ့အချိန်မှာလူဆိုတာဘယ်နေ့ပဲချိန်ဘလို့သိမလဲဘယ်သူမှမပြောပြနိုင်အဲ့တော့ကိုဘေးနားမှာရှိတဲ့ကိုရဲ့မိသားစုပဲဖြစ်ဖြစ်ကိုမိတ်ဆွေပဲဖြစ်ဖြစ်ကိုဘေးနားရှိတဲ့အချိန်မှာတန်ဖိုးထားပြီးတော့မှပေါ့နော်ဒါအကောင်းဆုံးဆက်ဆံပေးကြဖို့ပြီးတော့အကောင်းဆုံးပေါ့နော်ဒီစိတ်ထားပေးဖို့ပေါ့အဲ့လိုမျိုးလုပ်တာပေါ့ဆူအဲ့လိုဆူအေးအေးစစ်စစ်နေတတ်တဲ့နေရာမှာပါတယ်ဆူအဲ့လိုမျိုးကိုယ့်ကိုအေးအေးစစ်စစ်နေတယ်အပေါင်းတဲ့ဆိုလို့ရှိရင်လည်းဆူအရန်တိတ်ပြီးတော့အဲ့လိုကိုယ့်ကိုအိမ်ထဲမှာနေရတာကိုကြိုက်တာဆူကကြတော့အဲ့လိုဒါပေမဲ့ဆူကြည့်ရင်ကြတော့ဟုတ်တယ်အဲ့လိုပြောမယ်ဆိုတာသိတယ်ဆူကြည့်လို့ရှိရင်အကုန်လုံးအပြစ်ထွက်ပြီးတော့မှသိရမလားအဲ့လိုမျိုးထင်ကြတာဟုတ်တယ်မဟုတ်ဆူအဲ့လိုဗျောင်းပြန်လို့ပြောတာဟုတ်တယ်ဒါပေမဲ့လူတိုင်းအဲ့လိုပဲထင်တယ်ဟုတ်တယ်အဲ့လိုပဲလူတိုင်းဆူဆိုအပြစ်နဲ့အဲ့လိုမျိုးအရန်ပျော်အဲ့လိုမျိုးထင်တာမဟုတ်ဆူကြလို့အေးစေးကိုယ့်ကိုအေးစေးနေတယ်ကိုယ့်အချိန်နဲ့ကိုနေတယ်ကိုယ့်ကိုအိမ်ထဲမှာနေရတာကိုကြိုက်တာ
ပျော်တယ်ကိုယ့်အရင်လူတွေနဲ့လည်းကိုကပျော်တယ်အဲ့လိုမျိုးအရင်ဟိုလိုအပြင်နေအများကြီးအဲ့လိုထွက်ရတာဆိုရှင်အရင်ပစ်ပန်းနဲ့လို့ခံစားရတယ်ပြီးတော့စူးစမ်းတိတ်တုံလဲစကားတိတ်အပြောမတတ်ဘူးကွာသိရမလားဟုတ်တယ်အဲ့လိုမျိုးဆိုလေအဲ့လိုခါကျကိုပြောမမိမာတို့ပါအဲ့လိုမျိုးတွေကိုကလည်းစိတ်ပူတတ်တော့ကိုဟာကိုနေဖြစ်တာများတယ်အဲ့လိုမျိုးရှိဟိုစူးစမ်းကြတော့ဒီလောကမှာဆိုအကုန်လုံးသိကြစူးစမ်းကြအေးတဲ့ထဲမှာပါတယ်စူးစမ်းတိတ်စကားဟိုလိုတိတ်အရင်ကြီးမပြောဒါပေမဲ့စူးစမ်းပြောချင်ပြီဆိုလို့ရှိရင်လည်းပြောတယ်ဒါပေမဲ့အရင်ကြီးပေါ့သိရမလားစူးစမ်းအဲ့လိုကိုအေးအေးဆေးဆေးနေပြီးတော့မှအဲ့လိုငြိမ်နေရများတယ်အကုန်လုံးစူးစမ်းအဲ့ဘဘုံတို့တခြားလူတွေကစအကုန်လုံးအဲ့တိကြတယ်သူဆိုလည်းအမြင်နဲ့တကယ်ချင်းလို့နေလို့မရဘူး social ဆိုတာရှိတယ်အဲ့လိုမျိုးတွေသူကစွစွပြန်ပြောသူနဲ့စွစွနေကဗျောင်းပြန်စွာတာတော့စွာရတယ်စွာဟိုသူများတွေကိုတော့အဲ့လိုမျိုးကြီးတော့ဟောမဖြစ်ပါဘူးသိရမလားဟိုအဲ့လိုမျိုးကိုလာလောက်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးတော့ဘယ်သူမှအဲ့လိုတော့မဖြစ်ဘူးပေါ့တခါကျလူတွေတစ်ခေါက်နှစ်ခေါက်သုံးခေါက်လောက်တီးခန့်တယ်ပေါ့တီးခန့်တာတော့များပါတယ်သုံးခေါက်ပဲမရစကားမပြောတော့ဘူးလို့ပြောတော့တာထင်ကြတာပေါ့ဟိုစွာတာတော့လည်းစွာတယ်ဒါပေမဲ့အဲ့လိုစွတ်တိတ်ရှားလူတွေနဲ့ဆိုကိုယ့်အကိုအဲ့လိုနေတာများတော့လေဟုတ်ရင်းနှီးရဲ့လူဆိုတော့သိစွာတယ်ဟေးစစ်ဆေးပါပဲစစ်ဆေးပါပဲဟုတ်ကဲ့မဟုတ်ရင်တော့ကျတော့အဲ့လိုလေဟိုကလေးရွယ်တော့ခုကျအရွယ်လေးနည်းနည်းရလာတာဆိုနည်းနည်းတည်ငြိမ်သွားတာနေမှာအဲ့လိုပဲစူးစူးခုနပြောသလိုအရွယ်တစ်ခုလည်းရောက်လာတဲ့အပေါ်မှာမူတည်ပြီးတော့မှဒီလိုဖြစ်သွားတာပေါ့လူတွေကစကားပြောသွားကြတာပဲလေအဲ့လိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကြည့်ပြလို့ရှင်လဲဝေဖန်ပေးကြပါဦးရှင်